ပြည်သားတွေပွဲကြီးပွဲကောင်းတစ်ပွဲတော့လာပါပြီဒါကြောင့် MBU ရေဆိုင်ရှေ့ပြိုင်မဲ့ပိုင်းသွန်းတော်ဝင်အေယာကလပ်ဒါရိုက်တာအန်တိုနီကနေပြီးတော့ကျိုးဝိုင်းတိုင်အားစုတော်ငွေ2000ကျပ်ရှိမြင့်ပါတယ်ခင်ဗျာဦးစောကမန်းနေလဲစုတော်ငွေ9000ကျပ်ရှိမြင့်မြောက်စားပါတယ်ခင်ဗျာဘိုးကလေးကကိုညီကနေပြီးတော့အပြာတော့မှတန့်စင်အားစုတော်ငွေ2000ကျပ်ရှိမြင့်မြောက်စားပါတယ်ခင်ဗျာIt's a triumph ဆောက်လုပ်ရေးဦးနေမျိုးဝင်းကနေပြီးတော့ဦးကြည်တာအားစုတော်ငွေ3သိန်းကျပ်ချင်းမြင့်မြောက်ထားပါတယ်ခင်ဗျာဆက်လက်ပြီးတော့လေကျွန်တော်တို့ကရင်ပြည်နယ်မှာရိုးရလက်ဝိတ်ကစားသမားဟောင်းကြီးဦးရိုးရိုးထွေးရနေပြီးတော့ဒီမောင်2ဦးဟာတဦးလင်စုတော်ငွေ9000ကျပ်စီချင်းမြင့်မြောက်ထားပါတယ်ခင်ဗျာကြားမနိုင်စေဝါထုတ်လုပ်ရေးမှာလဲဒီမောင်2ဦးဟာတဦးလင်တသိန်းကျပ်စီချီးမြှင့်မြောက်စားပါတယ်ခင်ဗျာโอเคခင်ဗျာကရင်ပြည်နယ်လက်ဝိတ်အသင်းကနေပြီးတော့ MWR စုတော်ငွေ9000ကျပ်ချင်းမြင့်မြောက်စားပါတယ်ခင်ဗျာကရင်ပြည်နယ်မှာဝါသနာရှင်ဆုရှင်ကြီးကိုဦးကလည်းပဲဒီပွဲမှာနိုင်သူတစ်သိန်းတရင်ကြရင်တယောက်9000ချင်းမြင့်ဖို့ခုံတယ်မှာငွေလာပေးထားပါတယ်ယခုရှင်ပြိုင်မဲ့ပွဲမှာခုံတိုင်ဒီနဲ့ကျညာပေးရရင်ဖြင့်နေလကပါတိုင်းရင်းစေဝါထုတ်လုပ်ရေးမှာမထိုးခင်အဘွေကို3သိန်းတန့်စင်ကို1သိန်းလက်ဝဲသမားများကျေးဇူးပြုရတဲ့နားထောင်ပါအမောင်တို့ပွဲဟာပိဋကစိတ်ဝင်စားတဲ့ပွဲကြီးဖြစ်တဲ့အတွက်ငါးကြီးရှင်ပြန်ရမှာမအားကန်ခတ်မှုအပေါ်ခုံနိုင်ကျုပ်ဘက်ကသေးသေးရှာကြည့်ပြီးဆုံးဖြတ်မယ်မထိတ်တာကိုတို့ပြောလို့လက်မခံဘူးထိတ်တာမထိတ်တာခုံနိုင်တွေအားလုံးသေချာကြည့်ပြီးဆုံးဖြတ်သွားမှာဖြစ်တဲ့အတွက်ဒီပွဲကိုပိဋကများစိတ်ဝင်စားအောင်သတ်သတ်ရှင်းရှင်းနဲ့ရှင်ပြန်အနိုင်ယူကြပါစို့က
ထမအချီပြီးဆုံးခြင်းဖြစ်ပါတယ်ခင်ဗျာ ကျွန်တော်တို့နိုင်ဝေးထုံးကိုနိုင်ဝေးထုံးကနေပြီးတော့အဲငွေကိုချူတော်ငွေတစ်သိန်းချူတော်ငွေဝါသနာရှင်တူကနေပြီးတော့အဲငွေကိုပဲချူတော်ငွေတစ်သိန်းချူတော်ငွေကရင်ပြည်နယ်အောင်နိုင်ရေးအဖွဲ့ဘုံမှုရနိုင်မှလည်းအဲမွေကိုတစ်သိန်းပွဲစဉ်သုံးကိုရှင်ပြိုင်သွားတဲ့အပြာတော်မှဟိထုံးအောင်ကိုဝါသနာရှင်တူက9000ကျချင်းမြစ်ထားပေးတဲ့အတွက်ခေယူကဤတရားခုံနိုင်မှာလာတော့ပါဘလို့ဝိုင်းတော့ရှင်းမယ်ခင်ဗျာခဏလေးကိုချစ်ကိုဝိုင်းလေမှာနေရာယူမယ် ဦးချစ်ကိုစင်မြင့်ခဏလေးရောက်ခဲ့ပါအစင်းသိဖြစ်ရင်တော့မျိုးဝင်းနိုင်ခင်ဗျာရေပိတ်ဖို့အတွက်ခုံနိုင်ကိုအမြန်ဆုံးလာပေးပါခင်ဗျာမျိုးဝင်းနိုင်ရေပိတ်ဖို့အတွက်ခုံနိုင်ကိုအမြန်ဆုံးလာပေးပါခင်ဗျာအစင်းသိဖြစ်ရင်ဒုတိယအချီလွတ်မယ်ခင်ဗျာ round 2တန်တယ်နဲ့အပွီနဲ့တန်တယ်တော့တွဲနေပါပြီခင်ဗျာကတဲ့ထိုးတယ်ပေါ့ခင်ဗျာနင်းနဲ့ထိုးတယ်ပေါ့ခင်ဗျာထိုးတယ်ဆိုင်ထိုးတယ်ပေါ့ခင်ဗျာအဲ့ဒီလက်ဒီပေါ့ခင်ဗျာတော့ကတ်ရိုက်တယ်ထိုးတယ်ခင်ဗျာတိုင်းထိုးနေပြီထိုးတယ်သူတလုံးကိုတလုံးပေါ့ခင်ဗျာ
တ်တယ်ထိုးတယ်ခင်ဗျာထိုးတယ်ခတ်တယ်ထိုးတယ်ပေါ့ခင်ဗျာတန်းစင်နဲ့အဲမွေနဲ့တန်းတယ်ပေါ့ခင်ဗျာထိုးတယ်လာတကယ်ကြီးခြေပြားဆောင်နဲ့အုံဆောင်ပယ်ထိုးလက်ဒီမိုးတွေတော့ရွာနေပါပြီခင်ဗျာဟုတ်တယ်ဘိုးတယ်ခင်ဗျာဘိုးတယ်လွတ်တယ်ဒုတိယအချီပြီးဆုံးခြင်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်များ ZMW Training Center နေပြီးတော့ဒီမောင်နှဦးဟာတဦးလင်5000ကျပ်စီချီးမြှင့်မြောက်ထားပါတယ်ခင်ဗျာဝိုင်းတော့ကရှင်းမယ်ခင်ဗျာအခုလူများရှင်းမှာဝိုင်းလယ်မှာနေရာယူမယ်အစင်းသစ်ဖြစ်ရင်တော့3ကြိမ်မြောက်လွတ်မှာဖြစ်ပါတယ်ခင်ဗျာRound 3. Okay. Hold it. Okay, what? Okay, and we ball cup on here. Hold it. And they cut it, and we tore it off now. Oh, we come here. I tore it off now. And we got done it.
ကြည်မြောက်ပြီးစုံရင်ဖြစ်ပါတယ်ခင်ဗျာဝိုင်းတောင်းကရှင်းမယ်ခင်ဗျာအခုလူများရှင်းပါအခုလူများရှင်းမယ်ခင်ဗျာအစင်းသဖြင့်လေးကြီးမြောက်ကိုလွတ်မှာဖြစ်ပါတယ် Round 4ဝင်နဲ့တန်းတယ်မော်ခင်ဗျာထွက်သွားတယ်ခင်ဗျာ
မြောက်ပြီးဆုံးရဖြစ်ပါလေခင်ဗျာ စုတော်ကိုခမညာစုတော်ကိုတာချီလိုက်ကွန်ဘတ်နောက်ဝဲယုံကနေပြီးတော့ဒီမောင်နှစ်ဦးအားတူးလင်စုတော်ကိုနှစ်သိန်းကြစီကြီးမြင့်မြောက်ထားပါတယ်ခမညာဩဘာလက်ခုပ်တန်လေးတွေနဲ့ကြီးမြင့်ပေးပါဦးခမညာဘိုးကလေးကကိုကြီးကနေပြီးတော့တန်းစင်အားစုတော်ကိုတစ်သိန်းကြကြီးမြင့်မြောက်ထားပါတယ်ခမညာသူတော်ကိုခင်ဗျာကျိုးဝိုင်းတိုင်ကိုကျွန်တော်အင်းပြည်နယ်ခုံတိုင်ကျုပ်ဦးစောတိန်လူကနေပြီးတော့သူတော်ကို3000ကျပ်ချီးမြှင့်ပါလေခင်ဗျာဝိုင်းတော်ကရှင်းမယ်ခင်ဗျာအခုလူများရှင်းမှာအစင်းနေဖြစ်ရင်တော့ဒီမောင်နှစ်ဦးက9ကြီးမြောက်နောက်ဆုံးချီရှင်းပြိုင်ထိုးသက်မှာဖြစ်ပါတယ်နှစ်ဦးစလုံးအနာတောင်းပန်ခွင့်မရှိတော့ပါဘူးခင်ဗျာရောပါဟိုရတဲ့တော့ရိုက်တယ်ပေါ့ခင်ဗျာအဲမွေဒါနေဖဲရခတ်တယ်ပေါ့ခင်ဗျာ
ဟုတ်ကဲ့ခင်ဗျာဝိုင်းလေမှာနေရာယူမယ်ခင်ဗျာ